ဒီနေ့မနေ့ခင်လေးရဲ့ခေါင်းစဉ်လေးကတော့အားနေခြင်းတွေကတကူတော့တခါတလေတင့်ကိုတင်တိတ်ကိုအတုံးမချဘူးလို့ခံစားနေရသလားငါကအားနေလို့နေငါကအမားတွေများလို့နေငါမှတခြားသူတွေလိုအရေးချင်းမရှိဘူးဆိုပြီးတင့်ကိုတင်အဖြစ်တည်ရင်စိတ်ထချနေပြီလားတကယ်တော့ကျွန်ုပ်တို့အားလုံးဟာအကြောင်းတွေပါတဲ့မျိုးလေးတွေပါပဲဒါပေမဲ့တတိယပါအဲ့ဒီအကြောင်းတွေရှိနေလို့သာအတွင်းမှာရှိတဲ့ကိုရောရဲ့အလင်းတန်းတွေကအပြင်ကိုထွက်ပေါ်လာနိုင်တာပါတင်းရဲ့အားနည်းချက်တွေဟာကိုရောတကူပြသဖို့အတွက်အကောင်းဆုံးပရိမောက်တွေဖြစ်လာလိမ့်မယ်နှုတ်ကပတ်တော်တရားကအခုလိုမိန့်ကြားထားပါတယ်ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး7အပိုင်ငယ်ကိုငါကျေးဇူးသည်တင်းဖို့လောက်ပေ၏ငါတကူသည်အားနည်းခြင်းအဖြစ်၌စုံလင်တတ်သည်ဟုမိန့်တော်မူ၏ထို့ကြောင့်ခရစ်တော်၏တကူသည်ငါပေါ်၌ကျင့်ဝတ်မိအကြောင်းငါကိုယ်၌အားနည်းခြင်းအဖြစ်ကိုဝမ်းမြောက်သောစိတ်နှင့်ဝါကြွားခြင်းကတာ၍ငါလိုရှိ၏သင်အားရင်ကုန်ခန်းသွားတဲ့နေရာဟာကိုတော်တကူစတင်တဲ့နေရာပါပဲဒါကြောင့်ဒီနေ့သင်ရဲ့အားနည်းချက်တွေအတွက်စိတ်မဖြစ်ပါနဲ့တော့ကိုရောရဲ့ကျေးဇူးတော်ကသင်အတွက်လုံလောက်ပါတယ်ကြားနာသူအရောက်တိုင်းပေါ်ဖျားသခင်ကောင်းချီးပေးပါစေအာမင်